မင်္ဂလာပါခင်ဗျာဒီနေ့ကတော့ငလင်ပင်နဲ့ဒီနာမည်ကြီးလာတဲ့အကြောင်းအရာလေးတစ်ခုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကတော့မြေချူတဲ့ဗီဒီယိုတွေနဲ့ content တွေအကြောင်းပဲဖြစ်ပါတယ်အဲ့ဒါကိုတော့အင်္ဂလိပ်လို poverty boom လို့ခေါ်တာပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ကတော့ poverty boom ဖြစ်ပေါ်လာပုံအနေနဲ့ poverty boom ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ဆိုးကျိုးတွေကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်ခင်ဗျာ poverty boom ကြောင့်မပြောပြခင်မှာ poverty boom ဆိုတာဘာတွေလဲဆိုတာကိုအရင်ဆုံးဗီဒီယိုလေးကြည့်ကြည့်အောင်ပါခင်ဗျာမင်္ဂလာပါအခုကျွန်တော်တို့အားလုံးပြောနေတဲ့ချောင်းပြားရွာလေးကိုရောက်လာပါပြီခင်ဗျာကျွန်တော်တို့ຫນွေပွဲမိသားစုကချောင်းပြားရဲ့အခြေအနေလေးကြီးလိုက်ဦးဗျာလုံးဝအိမ်နေဆိုအားလုံးပဲမင်္ဂလာပါရှင်ကိုကတော့ဒါပြင်မနာမှာရှိရဲ့ဒီရက်ကွက်ပေါ့နော်မနေ့ကလာလို့ပေးထားတဲ့ရက်ကွက်မှာကျွန်တော်ရောက်နေပါတယ်အဲ့တော့မင်္ဂလာရက်ကွက်မှာရောက်နေပါတယ်အားကအဖွား85နေနော်ရဒီမှာတက်ဦးလေးရယ်စီလေးရယ်အဖွားအတွက်ကိုမုံပိုးလေးပေးလိုက်အောင်မယ်နော်ပြရတာကောင်းပါပဲမေးကြည့်ရဟုတ်ဒါလေးတယောက်ကဝဲရောက်လာတိတ်တာဒါလေးမကိုတာ poverty boom တော့ကျွန်တော်တိုင်းဘာသာမပြန်တတ်ပါဘူးခင်ဗျာစင်းရဲမိုးဒီမှုတွေအကြောင်းရိုက်ပြတဲ့ရုပ်သံတွေအကြောင်းကိုပြောပြမယ်ဆိုကြပါစို့ရုပ်သံဆိုတဲ့နေရာမှာလဲ boom ဆိုတာမြန်မာလိုကျွန်တော်တို့အလွယ်ပြောကြတာကတော့ညဉ့်ညမ်းဗီဒီယိုတွေကိုပြောကြတာဖြစ်ပါတယ်ပိတ်သက်ဒီစီကနေပြီးတော့မစိတ်ဝင်စားမှုကောင်းတွေရအောင်လို့လေမှုဆိုင်ရာတွေမပါဘဲနဲ့စွန့်မဖွယ်ကောင်းလုံးစော်ပေးတဲ့ဗီဒီယိုတွေမဂဇင်းတွေစာအုပ်တွေစတာတွေကိုလည်းကျွန်တော်တို့ပုံလို့သတ်မှတ်တာဖြစ်ပါတယ်poverty boom နေအကြောင်းကို1980ခုနှစ်လောက်ကတော့ပရာဟိတ campaign ရဲ့ချွေအောင်ခင်မှာစတင်တည်လာကြတာဖြစ်ပါတယ်မျက်လုံးထဲမှာရင်ကောင်တွေရှိနေပြီးတော့မှအာဟာရချို့တက်နေတဲ့ကလေးတယောက်ရဲ့ဓာတ်ပုံကိုအသုံးပြုပြီးတော့ပရာဟိတ campaign တကူလှုပ်လိုက်တဲ့အခါမှာတော့ထင်မှတ်မထားလောက်အောင်မြင်လာပြီးတော့မှအလူငွေတွေအများကြီးရလာတဲ့အခါမှာဒါတွေကိုရှင်းကပ်လာကြပြီးတော့မှ poverty boom ဆိုတာစတင်ပေါ်ပေါက်လာတာဖြစ်ပါတယ်1980ခုနှစ်ဒီမှာတော့ဒီ poverty boom ကိုအသုံးပြုပြီးတော့မှပရာဟိတ campaign တွေမှာအလူငွေတွေကိုတီးတတချဖွေခဲ့ကြတာတွေလည်းတွေ့ရတာဖြစ်ပါတယ်စင်းရဲမွေးတွေမှုတွေကိုအသုံးချပြီးတော့မှကိုကျိုးစည်းပွားရှာနေတဲ့ဗီဒီယိုတွေ content တွေသတင်းစာတွေမဂဇင်းတွေဓာတ်ပုံတွေစားတဲ့ထုတ်ဝေတာမှတမရအောင်လဲ poverty boom လို့ခေါ်တာဖြစ်ပါတယ်မြန်မာနိုင်ငံကမီဒီယာတွေ online sale တွေနဲ့ private အကျိုးဆောင်တွေအနေနဲ့လည်းဒီ poverty boom တွေကိုကောင်းကောင်းသုံးချနေကြတာကြားပါပြီစင်းရဲမွေးတွေမှုတွေကိုရိုက်ပြပြီးတော့ပြည်သက်တွေစီကနေပြီးတော့မှမျက်ရည်ကျူအကျိုးစည်းပွားချနေတဲ့မီဒီယာတွေလည်းအများကြီးရှိပါတယ်အမားတို့ကိုရိုနာထက်တူဝမ်းနေရပါတယ်ဆိုပြီးတော့မှတူတူငိုပြပြီးလှူဒန်းမှုတွေလုပ်နေတာလည်း poverty boom နေပဲဖြစ်ပါတယ်ဒီ post ကို like 1000ရရင်ဒီနေရာကိုဘယ်လောက်လှူပါမယ်ဆိုတာမျိုးတွေဒီ post တွေကနေပြီးတော့ငွေရနေပါတယ်ဒီအောက်မှာ comment များများပေးကြပါဒီကနေရလာတဲ့ငွေအားလုံးကိုလှူပါမယ်ဆိုတာဒီပစ္စည်းတွေအားလုံးကိုဈေးချွတ်ပြီးရောင်းပါမယ်ရလာတဲ့ကျိုးမြတ်အားလုံးကိုဒီနေရာကိုလှူပါမယ်ဆိုတာတွေကလည်း poverty boom နေပဲဖြစ်ပါတယ်ဒီတစ်ခေါက်ငလျင်ပေးမှာတော့ပိုလို့တော့များလာတာတွေ့ရမှာပါငလျင်နဲ့ခံရတဲ့သူတွေကိုနောက်မှထားပြီးတော့ကျွန်တော်တို့ဒီရွာကို300လှူလိုက်ပါတယ်ဆိုတာမျိုးဒုက္ခကြားတွေကနေပြီးတော့မှငိုယိုနေတဲ့လူတွေကိုနောက်မှထားပြီးတော့အမေနဲ့ထက်တူခံစားရပါတယ်ဆိုပြီးဗီဒီယိုကြီးရိုက်ပြပြီးငိုနေတာမျိုးဒီနေ့ပဲပူပူနွေ့နွေ့တွေ့လိုက်ရတဲ့ပရာဟိတသမားတယောက်ကပြဿနာတစ်ခုကိုဖြေရှင်းဖို့အနောက်ကငလျင်တန်သိမ့်ပြည်သူတွေကိုစာရွက်တွေထောင်ခံပြီးတော့လိုက်လွှင့်ရှင်းပြနေတာမျိုးဒါတွေအားလုံးကလည်း poverty boom နေပဲဖြစ်ပါတယ်ကျွန်တော်တို့တခုသတိထားမှာကပုံလို့သုံးလုံးထားတာဖြစ်တဲ့အတွက်ဒါတွေအားလုံးကမသိလျော်တဲ့အလုပ်တွေဖြစ်တယ်ဆိုတာကိုသတိချက်စီခြင်းတာပါpoverty boom တွေကအတုံးချခံသူတွေရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်တယ်လို့သူတို့ရဲ့ကိုယုံကြည်နိုင်မှုကိုလည်းရောကြစေနိုင်တာဖြစ်ပါတယ်။ဒါအပြင်ဒီပုံကိုကြည့်တဲ့သူတွေရဲ့ဖြူစင်မှုကိုအတုံးချပြီးတော့မှပြည်သက်တွေစီကနေအာယုံဆူဆတ်မှုရယူကျင်တာလည်းမယိုးသားတဲ့ပုံဖြစ်ပါတယ်။ poverty boom တွေကတင်ဆက်သူတွေရဲ့အာဘော်တသက်တွေဖြစ်ပြီးတော့မှဒီစင်းရဲမွတ်တီမှုတွေဖြစ်ပေါ်လာမှုတွေရဲ့မူရင်းစင်းမြစ်ကိုမိထားတတ်ကြပါတယ်။ဒီခန်းစားချက်ကဘာကြောင့်ဖြစ်ပေါ်လာတယ်ဆိုတာမျိုးကိုလေ့လူရှုထားတတ်ကြပါတယ်ဒီစင်းရဲမွဲတွေမှုတွေဒုက္ခတွေကဘာကြောင့်ဖြစ်တာလဲစစ်ပွဲတွေကြောင့်လားအစိုးရကြောင့်လားစီးပွားရေးကြောင့်လားကိုတိုင်ပဲမကြိုးစားမယုံကန်လို့လားဆိုတဲ့အကြောင်းရင်းမှန်တွေကိုမေးထားတတ်ကြတာဖြစ်ပါတယ်ဥပမာအာဖရိကလို့ဆိုရင်ကျွန်တော်တို့မြင်ကြတာကစစ်ပွဲတွေဖြစ်နေတဲ့ငတ်မွတ်ဆာလောင်နေတဲ့စင်းရဲမွဲတွေနေတဲ့တိုင်းပြည်ဖြစ်ပဲမြင်ကြတာကလည်းဒီ poverty boom ရဲ့ဆူချိုပဲဖြစ်ပါတယ်ထိုနည်းတူစွာပါပဲမြန်မာနိုင်ငံဆိုရင်တစ်ကမ္ဘာလုံးကပြဿနာအိုကြီးလို့မြင်ပြီးနှာခေါင်းချုံကြတာကလည်းဒီ poverty boom ရဲ့ဆူချိုပဲဖြစ်ပါတယ်poverty boom ဖန်တီးသူတွေကဒီပြဿနာတွေရဲ့မူရင်းကိုမိထားခဲ့ကြပြီးတော့မှခန်းစားရသူတွေရဲ့ခန်းစားချက်တက်တက်ကိုဒါဖော်ပြပေးကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ကုညီချင်းတွေလှူဒန်းချင်းတွေရတာဖြစ်တယ်ဆိုတဲ့အကြောင်းအရာတွေကိုဒါဦးစားပေးပြောကြတာဖြစ်ပါတယ်။ရှိသမျှတွေပုံအောင်လှူလိုက်ပါတယ်ဆိုတဲ့ဇလန်းတွေရဲ့အစကလည်းဒီ poverty boom ရဲ့ဆိုးကျိုးတွေပဲဖြစ်ပါတယ်။တောင်ရန်စားတောက်နေတဲ့အဖွားကတောင်ရန်သမျှအကုန်လှူတာတို့ခုနာမည်ကြီးနေတဲ့ရေခဲချောင်းတယ်လေးကစူဆောင်းသားသမျှတွေအကုန်လှူပစ်တာတို့ဖတီမာကကလေးမွေးမဲ့ငွေတွေအကုန်လှူပစ်တယ်တို့ဆိုတာကလည်းဒီ poverty boom ရဲ့ဆိုးကျိုးတွေကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲတွေပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့တကမ္ဘာလုံးကပညာရှင်တွေကလည်းဒီ poverty boom ကိုရပ်တန့်မှုစူးစမ်းနေကြပြီဖြစ်ပါတယ်။မိမိကိုယ်ကျိုးအတွက်ဒုက္ခရောက်နေသူတွေကိုအသုံးချနေတာကအလွန်ဆက်ဆုပ်ယွန်ရှာပွဲဖြစ်တယ်ဆိုတာကိုသတိချက်စီခြင်းပါတယ်။ဘယ်ကနေစပြီးတော့ရပ်တန့်ရမလဲဆိုရင်မိမိကိုယ်တိုင်ကနေပြီးတော့ပဲရပ်တန့်ရမှာဖြစ်ပါတယ်။ဒုက္ခရောက်နေသူတွေရဲ့ဂုဏ်သိက္ခာနဲ့မိမိကိုယ်ကိုလေးစားမှု self respect ကိုထိခိုက်စေတဲ့မြည်သည့် content မျိုးကိုမှမထုတ်ချင်းကနေပြီးတော့ပဲစတင်စေချင်တာပါ
ပညာရှင်တွေကြံပေးထားတဲ့ဖြည့်ရှင်းနည်း၃မျိုးကိုပြောပြရမယ်ဆိုလို့ရှိရင်ပထမဆင့်အနေနဲ့ online ပေါ်မှာပြန့်နှံ့နေတဲ့ဓာတ်ပုံတွေဗီဒီယိုတွေကနေပြီးတော့မှပညာပေးတွေလုပ်ဖို့လိုပါတယ်။ဒါတွေကတော့ poverty ပုံဖြစ်ပါတယ်မသိလျော်ဘူးဆိုတာမျိုးတွေကိုလုပ်စီကျင်တာပါ။ဒုတိယဆင့်အနေနဲ့ကတော့ poverty ပုံတွေကိုစန့်ကျင်ရပါမယ်။ poverty ပုံတွေထုတ်လုပ်နေတဲ့လူပုဂ္ဂိုလ်တွေနဲ့အဖွဲ့အစည်းတွေကိုလည်းဆက်သွယ်ပြီးစန့်ကျင်ကြအောင်အသိပေးရပါမယ်။တတိယဆင့်အနေနဲ့ကတော့ဆင်းရဲမွဲတေမှုတိုက်ဖြတ်နေတဲ့အဖွဲ့အစည်းတွေကိုထောက်ပံ့ရပါမယ်လှူဒန်းရပါမယ်လို့ဆိုလိုထားတာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ poverty ပုံတွေထုတ်လုပ်နေတယ်ဆိုတာအတုံးချခံသူတွေရဲ့ဂုဏ်သိက္ခာနဲ့မိမိကိုယ်ကိုလေးစားမှု self respect ကိုထိခိုက်စော်ကားရကြတာဖြစ်ပြီးတော့မှကြည့်ရှုသူတွေရဲ့ရိုသေဖြူစင်မှုကိုအတုံးချတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခြောက်ခြားကြဖို့လည်းတိုက်တွန်းချင်တာဖြစ်ပါတယ်။ poverty ပုံကြောင့်တည်တဲ့သူတွေကလည်းမိမိပတ်ဝန်းကျင်က poverty ပုံထုတ်လုပ်သူတွေကိုအသိပညာပေးဆောင်ရွက်ကြဖို့နဲ့ထုတ်လုပ်နေကြတဲ့သူတွေကိုလည်းမသိတဲ့အချိန်မှာထုတ်လွှင့်ခဲ့တဲ့ဆိုရင်အခုလိုတည်တဲ့အချိန်မှာရပ်တန့်ကြဖို့ကိုတိုက်တွန်းချင်တာဖြစ်ပါတယ်ခင်ဗျာ။ရှင်းရှင်းများစွာဖြင့်တင်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ။